ခွင့်ပြုပါဦးနေပြီးတော့ Happy New Year မှာရှင်လာလုံးလို့မန္တလာမြေမှထွက်ခါကမြမကုန်းဆောင်နေပြီးတော့ကိုရောက်လာခဲ့တယ်။ညာသားဖြစ်တာတကြောင်မန္တလေးမှာနေတာတကြောင်ဆိုတော့မင်းတို့မျိုးကအပူတန်လောက်ကတော့ကိုခံနိုင်ပါတယ်။ ပလတ်စတစ်ကင်းမဲ့တဲ့ဆိုဆိုင်းဘုတ်ကင်းမဲ့တဲ့ဆိုပြီးတော့ကားမရှုပ်တယ်လို့လူသူမရှုပ်တဲ့နေဝိုင်းပတ်တွေများတယ်လို့အမှုဖြစ်ရင်လဲဝိုင်းပတ်မဲ့သူတွေများတယ်ဗျ။ဥပ္ပါဒတန်ဒီဇေဒီကိုအနိကဝေးမြင်ဖူးမြင်ရတာနိဗ္ဗာန်တစ်မျိုးပါပဲ။မာရဝိဇယမှာဖျားဖူးလာကြပေမဲ့ဖနက်ကိုစီနဲ့ဝင်ရတာတော့ရှင်နေနေနှင့်တပေါင်းပွဲမှာကချင်စားစာဝင်စားတာဟာတပေါင်းနဲ့ချက်ခွင့်ပန်နေလို့ပါ။ဖွားပွင့်ဟောဆန်ဗုဒ္ဓဂယာဖျားတွေကိုအကုန်ဆုံးအောင်ကိုဖူးခဲ့ပေမဲ့သာသနာလင်္ကာရဆောင်းဝဲကိုလည်းကိုအကောင်းဆုံးဖြည့်ဆို့ခဲ့တယ်။အညာသားဆိုပေမဲ့နေပြည်တော်မှာလည်းဆွေနေမျိုးနဲ့ကောင်းပါအခက်မသိရင်ခမည်းတော်လေးတို့အိမ်မှာတော့အိမ်တော်သူစင်းနဲ့ပါလို့ရတယ်။ရေပန်းဥယျာဉ်တော်ရောက်တော့ရေပန်းနေနဲ့အလှဆင်ထားတဲ့ရုပ်ရှင်ဖန်တီးပြတဲ့ခမည်းတော်မျိုးကိုပို့ပြီးတော့လေးစားမိတယ်။ချယ်ရီစားတောက်ဆိုင်ကရှမ်းခေါက်ဆွဲဟာရှာလဲစီပြီးမန္တလေးသားကိုနေပြည်တော်ကော်ဖီကပြူစားလိုက်တယ်နေပြည်တော်သူတွေလည်းပြူစားပြန်ကြ။တက်ကုန်းကိုအချစ်ဆုံးဆိုအပြစ်မမိုးပါဘူး။ဒက္ခိဏတီတီကရအောင်မြင်အုံတော်ကျောင်းလေးဟာကိုတို့ရဲ့ VIP ဟိုတယ်ပါပဲ။ရေဝါဝါတွေချိုးရတာဟာဒေသန္တရဖူးတိတပြန့်စီတာပေါ့။ရောင်မြင်ရွာကလေးကလည်းအေးချမ်းတယ်။ရောင်မြင်တကာတကမတွေကလည်းတာဝန်ကျရှာပါတယ်။ပုဗ္ဗတီတီမှာနေတဲ့ကိုအန်တီရဲ့အင်္ဂလိပ်ဟာကိုယ့်ရဲ့အပန်းဖြေဥယျာဉ်လေးပေါ့။နေနေညညရှောက်ခါသွားခဲ့တယ်။ခမည်းတော်မျိုးမှာကျွန်တော်ပျော်ပါတယ်။ခမည်းတော်မျိုးကိုကျွန်တော်ချစ်ပါတယ်။ခမည်းတော်မျိုးကိုကျွန်တော်လေးစားပါတယ်။ပြင်းရင်တော့မနာတဲ့ပြင်းမနာကကိုယ့်အကိုရဲ့အခန်းကိုယ့်ရဲ့ Wi-Fi ဂုံးတဲ့နေရာလေးပေါ့။နေပြည်တော်ကနန်းစိန်ကိတ်ကအနုညံ့ဆုံးဆိုလို့နန်းစိန်မှာကိတ်ဝင်ခဲ့တယ်။အယောင်းဝင်နှန်းတွေဖော်ယူသလိုပျော်ပဲကိတ်ကိုမကြိုက်တော့မင်းတို့မျိုးကကိတ်ကိုပဲမုံရွေးအထိမင်းတို့ကိတ်လေးကိုကိုတည်ပြရစီ။အပြန်လမ်းမှာမိထီယာလမ်းကိုရောက်တော့အပြုံးလေးတစ်ပွင့်ကိုကောက်ခဲ့တယ်။အိမ်ပြန်ရောက်ရင်မိမိကိုပြရအောင်လို့ပါ။နေပြည်တော်ကြီးကိုပြန်ပြီးအုံတော်ကျောင်းလေးကြီးကိုပြန်ပြီးရောင်မြင်သာသနာလင်္ကာရကြီးကိုပြန်ပြီးနေပြည်တော်သူနေပြည်တော်သားများတို့အားလုံးကိုနှုတ်ဆက်လို့ကိုပြန်ပြီးခွင့်ပြုပါဦးနေပြည်တော်လက်ရချိုး